နေတော့မှရှင်မြိုင်ထုတ်သက်ပေးမယ်မောင်ကတော့နော်ဆန် MK1 နော်ကျွန်တော်တို့အပြာတော့မှရှင်မြိုင်ထုတ်သက်နဲ့ငါလဝင်းမောင်လေးကတော့ဝေယံဖြိုးနော်ညောင်ရွာတို့ပဲဖြစ်ပါတယ်ခင်ဗျဘယ်ဝိုင်းလေးမှာတင်မယ်နော်ကျိုးဝိုင်းတိုင်းရဲ့ဩဝါဒကိုခံယူပါကဲစင်တင်မြင့်နော်လွတ်မယ်ရွာသားဝိုင်းနဲ့ကွန်ပျူတာနဲ့လိုက်လာပြီခင်ဗျဒီကနေ့ white တယ်ဟိုးတယ်ဟဲ့ဒါမှလက်တီးလက်စီမမိုက်နဲ့မျက်တော်မခန့်နဲ့ရယောက်ျားဘာသာကြားဆိုမှကြားလာပြီကလုံးချင်းတစ်ချက်ချင်းဟုတ်တယ်ခင်ဗျာတယောက်ကလည်းကန်တယ်တယောက်ကလည်းတိုးတယ်လာပါပြီတမျိုးအာဇာနည်မျိုးတွေနော်ဆန်နဲ့ဝေယံဖြိုးနဲ့နော်ဆန်တို့ကတော့တွေ့ကုန်ပြီခင်ဗျဟာယောလာပြီတယောက်ကလည်းထိုးတယ်အာပြီတလုံးချင်းတစ်ချက်ချင်းဘာလို့မလဲဘူးရတယ်ရှုပ်ရတယ်ရတိုင်းရမလုံးနဲ့သားတိုင်းကကြောပုတ်ရင်ရလွတ်မယ်ဒီဒါဟာယောဘာလို့မလဲအလုံးကြီးတစ်ချက်ချင်းကြည့်ရတယ်ခင်ဗျအင်းကလည်းမင်းတို့စားနေသလားငါကလည်းငါမို့စားနေသလားဆိုတဲ့မောင်လေးဒီ20ကျိုးဝိုင်းပြန်มาတော့မြေခွေကချုပ်ခန်းနေရပါပြီခင်ဗျတော့ဆန် MK1 နဲ့ဝေယံဖြိုးညောင်ရွာတို့တွဲကတော့ဒီပါပြည်သူတို့ရင်မလီနဲ့မညာနဲ့ငယ်တော့စောင်းကိုပြန်ကျင်းနေတာကတော့နေလေတော်မူကြတဲ့အတိုင်းပါပဲဘူလာတွေချုပ်ထားတဲ့ white တွေဒီလိုကြည့်တာလာပြီချားလို့ကတော့ထိုင်ကြသွားမယ်နော်ဟိုးတယ်ထိတယ်လိုက်လာတယ်နော်ဆန်းနဲ့ဝေယံဖြိုးနဲ့နော်ဆန်းတို့ရဲ့ဝေးကတော့ဘရိတ်ပတ်တို့ရင်မြေတော်မူကြတဲ့အတိုင်းပါပဲဟိုးတယ်လိုက်တယ်ဟိုးအောက်ကြရင်မလုံးတဲ့တိုင်းနည်းနည်းလေးတတိလေးထားနော်နော်ဆန် MK1 နဲ့ဝေယံဖြိုးညောင်ရွာတို့ရဲ့ပွဲကတော့ယထာစိတ်ထိန်နာထရာအနည်းဖြစ်စိတ်ပေါ်ပွဲအလုံးရင်းတစ်ချက်ချင်းဟိုးတယ်လိုက်လာတယ်ထိုင်ကြတယ်လွတ်မယ်တချီပွဲလာပြီယောက်ကလည်းတွိုင်းနဲ့ခွပူလာတယ်လေရအောက်ကြရင်မလုံးတဲ့အတိုင်းဒီလာပါပြီတရားလေးတွေကြည့်နေတယ်လာတကယ်ချင်းရကဲနော်ကျွန်တော်တို့ရှင်ပြန်ရတဲ့နော်ဆန် MK1 နဲ့ဝေယံဖြိုးညောင်ရွာတို့ဟာနော်ကျွန်တော်တို့3မိနစ်ထိုးနော်တချီပွဲကိုတော့ဖြစ်ဆုံးနိုင်မပေါ်တဲ့အတွက်ကျိုးဝိုင်းနိုင်ကနေပြီးတော့ဒီမောင်နှမကိုပူးပဲတရေချင်းပြင်းမြောက်စားပေးလိုက်တာဖြစ်ပါတယ်